ခဲတပတ်စာကတ်လာပြီเนาะဒီတပတ်တင်ပေးပါမယ်တပတ်စာကတ်เนาะပြီးခဲ့တဲ့ပတ်ကတော့မတင်ပေးဖြစ်ပါဘူးဒီတပတ်မွေးကွက်လေးက၄ကွက်ရှိပါတယ်မွေးကွက်ကြက်တဲ့သူကမွေးကွက်ကိုအရင်လိုက်ပါမယ်အခွေကြက်တဲ့သူကအခွေကိုအရင်လိုက်ပါမယ်ဒီနှစ်ခွေရှိတယ်နှစ်ခွေကကြိုက်တဲ့အခွေကိုလိုက်နှစ်ခွေတွေကလည်းဒီမှာဆို2ချိန်လောက်ထွက်မယ်ဒီမှာ1ချိန်လောက်ထွက်မယ်เนาะဒီအခွေအားတန်တဲ့လူကအခွေကိုအရင်လိုက်ပါမွေးကနန်းအားတန်တဲ့လူကမွေးကနန်းကိုလိုက်ပါဗုဒ္ဓဦးမကျော်ဗရိတ်ကြိုက်တဲ့လူကကြတော့ဗရိတ်ကိုအရင်လိုက်ပါဗရိတ်သမားတွေဆိုဗရိတ်ကိုအရင်လိုက်ပါရှောက်တစ်ဗရိတ်ဗုဒ္ဓဦးမကျော်ပါเนาะမပြောက်ပတ်ဒီဇာတို့ပတ်ဒီတလုံးကတော့တစ်တလုံးဖြစ်ပါတယ်เนาะအပူးကတော့၄ခွက်ပေးထားပါတယ်เนาะ6ပြောင်းပြီးပြန်လာရင်60 95 9ခုเนาะ6တလုံးကလည်းเนาะ3ရက်အတွင်းဆင်းနိုင်ပါတယ်6တလုံးကလည်း3ရက်အတွင်းဆင်းနိုင်ပါတယ်ခင်ခင်ကတော့ယူကတ်ထုတ်ထားပေးတယ်90 95 9ခွန်เนาะအားလုံးစင်ပြေကြပါစေเนาะစကားမဆက်เนาะပြီးခဲ့တဲ့ဘက်ကတော့ YouTube မှာမတင်ပေးဖြစ်ဘူးเนาะပြီးခဲ့တဲ့ဘက်က TikTok မှာတင်ပေးပါတယ်ပြီးခဲ့တဲ့ဘက်က TikTok မှာတင်ပေးပါတယ်เนาะပြီးခဲ့တဲ့ဘက်က TikTok မှာတင်ပေးတယ်6 3ညထွက်တယ်2ခွန်ထွက်တယ်ဇာတို့ပတ်တီ3ညရယ်ဇာတို့ပတ်တီ3ညအင်္ဂါမကျော်3ညရယ်ဗုဒ္ဓဦးမကျော်2ခွန်ရယ်3လုံးဖွေပြီးထွက်သွားတယ်ခွန်3ည2ခွန်ပြီးပေါက်ထွက်သွားတယ်เนาะအပူကတော့မစင်းသွားဘူးမွေးကွက်မစင်းသွားဘူးပြီးခဲ့တဲ့ဘက်ကเนาะအခွေ2ခွေလုံးစင်းတယ်ပတ်တီရှင်းတယ်ဇာတို့ပတ်တီเนาะဒါကအရင်ပြီးခဲ့တဲ့ဘက်ကเนาะဒီအပတ်မှာတော့လာပါပြီဒါကတော့ဒီအပတ်အတွက်ဖြစ်ပါတယ်ဒီအပတ်အတွက်တော့2ရက်နေ့ကနေ6ရက်နေ့ထိเนาะဒါကတော့မွေးကနန်းလေးပါဒါအခွေ2ခွေเนาะကြိုက်တဲ့အခွေကိုရင်လိုက်ပါเนาะဗုဒ္ဓဦးမကျော်ဗရိတ်လေးရကြတော့1 6ဗရိတ်လေးဖြစ်ပါတယ်ပတ်တိမဟုတ်เนาะဗရိတ်เนาะ6ပွင့်နဲ့1ပွင့်နဲ့เนาะဗုဒ္ဓဦးမကျော်เนาะမပြောက်ပတ်စီတစ်လုံးကတော့ဇာတို့ပတ်စီတစ်လုံးကတော့1ဖြစ်ပါတယ်1တစ်လုံးကဗုဒ္ဓဦးမကျော်ယူဆပါတယ်เนาะအပူကတော့ကြိုက်လို့ရှိရင်ခင်ခင်ကဒီ၄ခွက်လေးပဲကြိုက်ပါတယ်เนาะ6ပြောက်ပြီးပြန်လာရင်90 95 9ခွန်ခိုးတစ်လုံးကဗုဒ္ဓဘူးမကျော်ပါဘူးစောစောဆင်းပါမယ်เนาะကြံကနန်းလေး6တစ်လုံးကတော့စောစောဆင်းပါမယ်အားလုံးစင်ပြေကြပါစေ